ဖေဖေကြီးကကလေးပေါင်း100ကျော်မွေးထားပေမဲ့သူ့မှာအဖက်တင်တာဆိုတော့အာရှဆိုတဲ့သမီးလေးတစ်ယောက်ပဲရှိဒါပေမဲ့သမီးလေးနဲ့လည်းမတည့်သလိုသမီးလေးရဲ့ချစ်သူတမတ်နဲ့လည်းသူကမတည့်ဘူးအဲ့ဒါအပြင်သမီးရဲ့ရှိကျဲနဲ့လည်းမတည့်သလိုရှိကျဲရဲ့ယောက်ျားနဲ့ကလည်းမတည့်ပြန်ဒီလင်မယားတစ်ယောက်ကလည်းသူ့ကိုတွေ့ရတင်ချိုင်တာမဆိုင်တော်ကတ်မဲ့ရုပ်တည်နဲ့သူ့အနောက်ကိုလိုက်ကြအခုလေသမီးလှုပ်တဲ့သူကသူ့ကိုတော်ကတ်ဖို့အတွက်တမတ်ရဲ့အကူအညီကိုပါယူပြီးတော့2ယောက်ပေါင်းပြီးတော့ကတ်ကြအဲ့တော့ fighting sense ကြီးအရန်လာတော့ဒီကားမှာတကယ်ချီးကျူးနေတာလေ director နဲ့ production team ရဲ့စကေးတွေပဲcharacter မှကြံခဲ့တယ်မရှိဘူးဘယ်အခန်းမှာဖြစ်စလဲရိုက်ထားတယ်ဆိုတာမရှိဘူးဒါပေမဲ့ထုံးစံအတိုင်း Rancher လွန်ရဲ့ကားဆိုတဲ့အတွက်ကျမတို့ကတော့စိတ်ကင်စားရတော့အကြီးကြီးရရပါတယ်အခုမှအပိုင်းလေးက22ပဲရှိသေးတယ်ဒီမှာတမတ်လုပ်တဲ့သူကကြောက်သေးပြုတ်ကြွားလို့ဝမ်းနေကြည်ကွဲနေရပြီရှေ့မှာလည်း15ပိုင်းပဲရှိသေးတယ်ကွယ်တပည့်လုပ်တဲ့စုထကြီးရတယ်တော်ကေသွားပြန်နေတဲ့အဲ့လောက်ကြီးကြရတယ်မပျော်တော့ဦးကျဲမီတို့